နေ့ရောင်ပေးပြတဲ့ကြောကျိုးလေးတွေအကြောင်းပြောရင်းနဲ့ပေါ့နော်ကျေးဇူးတင်ကြောင်းလေးလည်းပြောချင်ပါတယ်ပေါ့နော်ဒီနေ့ကျေးဇူးတင်ကြောင်းဘာတွေပြောချင်လာလဲဆိုတဲ့ခါကျဒီရက်ပိုင်းလေးမှာနည်းနည်းပျောက်သွားတာ၄ရက်တိတိပေါ့နော်ဒီ line ပေါ်မှာမရှိဘူး၄ရက်တိတိပျောက်သွားတဲ့အချိန်မှာပေါ့နော်နောက်လျှောက်ကိုပေါ့နော် Viber မှာဈေးဝယ်လာတဲ့သူတွေအများကြီးရှိတယ်ဈေးလာဝယ်တဲ့အချိန်မှာပေါ့နော်နည်းနည်းချက်ချင်း reply မပြန်ပေးနိုင်ဘူးညမိုးချုံမှာပဲ reply ပြန်ပေးဖြစ်တယ်အခုပေါ့နော်နည်းနည်း parcel တွေစပြီးပို့တဲ့နေ့မှာပဲပေါ့နော်အကုန်လုံးစောင့်ပြီးတော့မှာပေါ့နော်ဝယ်ပေးချတဲ့တူတယောက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့နည်းနည်းပြောပြချင်ပါနည်းနည်းပျောက်နေတာတွေကသင်တန်းလေးသွားတက်နေလို့ပျောက်နေတာဖြစ်ပြီးတော့ပေါ့နော်ဒီနေ့ညီမလေးပျောက်ကပေါ့နော်နည်းနည်းရောက်ချင်တဲ့ဒီလိုမျိုးကြော်ကျိုးအကြောင်းလေးသူလာမေးမမကြီးဒီလိုမျိုး24လက်မခေါင်းစုဝေးလို့ရတဲ့ကြော်ကျိုးလေးတွေကဘလို့ကာလာလေးရတယ်လို့မေးတော့ပေါ့နော်နည်းနည်းဒီလိုမျိုးနီလာလေးရတယ်ချစ်ဆုံးရေးနီလာလေးရမယ်ပြီးလို့ရှိရင်တော့ဗရမများလေးရမယ်အယောင်ဆုံးလေးရမယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်မှာဒီညီမလေးကပေါ့မမကြီးအဲ့ဆိုရင်ပေါ့နော်တကုံးလောက်ဝတ်ပြပေးပါအောင်ဆိုတော့ပေါ့နော်နည်းနည်းရပေါ့နော်ဒီဗီဒီယိုလေးနဲ့ပေါ့နော်လူမျိုးဝတ်ပြလိုက်တဲ့အချိန်မှာပေါ့နော်ဆော့ကပဲသူအဲ့လိုမျိုးပေါ့နော်ဒီဗရမများကျိုးလေးနဲ့ပေါ့နော်ဒီဟာလေးနဲ့လောက်ကလေးနဲ့တွဲဖက်ပြီးဝယ်ယူအားပေးသွားတာဖြစ်တဲ့တယ်ပေါ့ကျန်တဲ့ချစ်ဆုံးလေးတွေလည်းပေါ့ဒီလိုမျိုးကြော်ကျိုးလေးတွေကိုဒီလိုပုံစံလေးနဲ့ပဲဖြစ်ပေါ့နော်ကိုချက်အိမ်လေးတွေပေါ့ဒီလိုမျိုးတကုံးနဲ့ဝတ်ချင်တာပဲဖြစ်ပေါ့နော်ဒီရဲ့ပေါ့နော်22လက်မှဒီလိုမျိုး3ချက်ခွဲသားအဟမ်းအရာရှိတယ်ပေါ့နော်ကျိုးမျိုးကိုရချင်တာပဲဖြစ်ပေါ့နော်ဒီလိုမျိုးဖက်စီဆန်ဆန်ကြော်ကျိုးလေးတွေကိုရချင်တာပဲဖြစ်ပေါ့နော်ဖိုင်ဘာ3ညကို2560မှာဆက်သွယ်ဆုံးတဲ့မြင်ပြီးတော့ဝယ်ယူအားပေးလို့ရတယ်ဒါလေးတွေကပေါ့နော်မင်းတို့ပေါ့နော်ရွှေအစ်စ်ထဲမှာလုပ်ဝင်မယ်တွင်းတဲ့အစ်စ်ထဲမှာလုပ်မယ်ဆို300ကျော်ပေးရတော့များလဲပေါ့နော်အခုလိုမျိုးတော့တစ်ခါပလေးမဝင်မယ်ကိုကပေါ့နော်ထားသွားထားလာလှလှလေးကိုမှပေါ့နော်အရောအတွက်လက်ခမပေးရတဲ့ဝစ်ချင်နေဆိုရင်တော့နည်းရောင်းချနေတဲ့ဒီကဝေးပါလို့ပြောချင်ပါတယ်ဒါကြီးရောင်းချပေးတဲ့အခါမှာပေါ့နော်ဒလီရောက်တဲ့မျိုးတိုင်းကိုနည်းအရင်ငွေချစ်စနစ်နဲ့ရောင်းချပေးတယ်ဒါမျိုးဒလီကားလေးရောကြိုးယူပါတယ်ဒလီကားလေးတွေရောက်ပြီဆိုတော့လည်းတက်ဆိုင်ရာဒလီနဲ့အပြီးတော့ချစ်ဆုံးတို့လည်းထဲကို3-5ရောင်းကြောင်းလဲတည်င်းကောင်းလေးပိုင်းနေပေါ့နော်ဝယ်ယူအားပေးကြတဲ့တဦးတယောက်တိုင်းရင်ဝင်းရံပေးနေကြတယ်ချစ်ဆုံးလေးအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်